္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ငါးကိုရေငုပ်ပြီးလိုက်ပြင်းနေကြပုံစံမဟုတ်ပဲねငယ်တော့ကလေတွေထဲမှာတို့မြောင်းတွေထဲမှာတို့ကျွန်တော်တို့ဘာမှမသုံးပဲနဲ့လက်ပလာနဲ့ပေါ့နော်ဖမ်းခဲ့တဲ့ကျွန်တော်တို့ငါးရှာနေလေးပြန်သုံးကြည့်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့သွားမဲ့နေရာကကျတော့ကျွန်တော်တို့ထိုင်းနိုင်ငံလက်ကပန်းပဲပေါ့နော်ကျွန်တော်တို့နေတဲ့နေရာကနေသွားတာတော့တနင်္လာနီးပါးတော့ကားစီးရသေးတယ်ဗျဘာဖြစ်လို့ကျွန်တော်တို့ဒီနေရာမှာငါးလာဖမ်းဖြစ်တာလဲဆိုတော့ကျွန်တော်တငယ်ချင်းရဲ့တငယ်ချင်းတယောက်ကပေါ့နော်ဒီနေရာမှာငါးပေါ်တယ်ဆိုပြီးတော့ကျွန်တော်တငယ်ချင်းကိုအရင်ရက်ကတည်းကခေါ်ပြီးတော့ငါးသွားဖမ်းကြတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တငယ်ချင်းကသူတို့ရတဲ့ငရမ်းစိုက်ကြီးပုံတွေကိုကျွန်တော်တို့ရိုက်ပို့လာတယ်ပေါ့ပြီးတော့အဲ့နေရာမှာငါချိသေးတယ်မကုံသေးဘူးလို့ပြောပြီးတော့ကျွန်တော်ခေါ်လာတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့သူတို့မွေထားတဲ့နေရာကိုကျွန်တော်ရောက်လာပါပြီဒီနေရာမှာတော့ကျွန်တော်တို့ဘလောက်ဖန်းဖန်းငါမကုံနိုင်တာလဲမပြောနဲ့ဗျကျွန်တော်ချွတ်နွန်နေခါလောက်ထိရောက်တယ်ပေါ့နော်အရင်နဲ့တဲ့ဒီချွတ်နွန်နေတဲ့မှာကျွန်တော်မစင်းတော့ဘူးလို့တွေးထားတာပေါ့နော်အဲ့ဒါလည်းမကြောက်ဘူးဗျကျွန်တော်တငယ်ချင်းကသူငရက်အကြီးထိမိတယ်ဆိုပြီးပြောမှကျွန်တော်ဆင်းရှင်တဲ့စိတ်တွေထိမ့်မရဘူးပေါ့နော်သူတို့ကူဖမ်းဖို့ကျွန်တော်ဆင်းလာတာပေါ့နော်ဒါပေမဲ့ငါပဲပျောက်သွားလဲမသိဘူးဟုတ်ကဲ့ကျွန်တော်တငယ်ချင်းပြောသလိုပဲပေါ့နော်ငါပေါ်တာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရေကလည်းများနေသေးတယ်ပြီးတော့ဒီချွတ်နွန်တွေကအရန်နဲ့တာကြောင့်ကျွန်တော်တို့ဒီငါးတွေခဏခဏထိမိပေမဲ့ကျွန်တော်တို့ကတကောင်ကောင်ရဖို့တော့မလွယ်ဘူးပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ငရက်နှစ်ကောင်မြောက်ပေါ့နော်ကျွန်တော်တို့လိုက်မွေရင်နဲ့တချို့ငါးတွေကမူးပြီးတော့ပိုပေါ်လာတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ဖမ်းတာလဲပိုလွယ်လာတယ်ဗျnào từ này thắng kỷ nào này đúng chứ nói nào từ này nào từ đấy miền bắc lên miền nào miền ta lên là lên khẻ đấy cả miền tàn nó tôi chẳng mẹ nó ta xin đi lùm đi cái cả bò tin vẫn là kẻ cái này là đâu rồi bác nào đây nào bán cho mới ta bán cái pé về luôn cả ba con là bông pé đây à giải bật lơ này đi xem nào liu muốn là chuyện đấy đá thành ngà đúng ấy đúng cái này nào sư bột lắm tú ạ ok ဒါတော့ကျွန်တော်နောက်ထပ်တစ်ကောင်ထပ်ရပြန်ပြီပေါ့နော်ဒီကောင်ကတော့ကျွန်တော်မူးပြီးတော့ပေါ်လာတာပေါ့နော်ဒါနဲ့ကျွန်တော်လက်နဲ့ဖမ်းလို့ရှင်ပြန်လွတ်သွားမှာဆိုလို့ပေါ့နော်ကျွန်တော်ဒါနဲ့ခုတ်လိုက်တာပါ ok ဒါတော့ကျွန်တော်ပြန်နေပါပြီကျွန်တော်ဘယ်နှကောင်ရလဲဗာငါးတွေရလဲဆိုတာကိုကျွန်တော်ကားနာရောက်မှပဲကျွန်တော်ပြတော့မယ်နော်ဆိုးတာတစ်ခုကကျွန်တော်ဒီနားမှာကိုလက်ဆေးဖို့ရေတွေဘာတွေမရှိဘူးဗျဟုတ်ကဲ့ဒါတော့ကျွန်တော်ဒီနေ့ရတဲ့ငါးတွေပေါ့နော်အားလုံးပေါင်းကျွန်တော်15ကောင်အကောင်20နီးပါးတော့ရတယ်ဗျကျွန်တော်အကြီးရောအသေးရောပေါ့နော်အရင်ရက်ကမှသူတို့လာဖမ်းတဲ့နေရာကိုကျွန်တော်တို့သွားပြီးဖမ်းတယ်ဆိုတော့ဒီလောက်ရလဲမဆိုးလို့ပြောလို့ရတယ်ဗျဒါတော့မှမကုန်သေးဘူးပေါ့နော်ကျွန်တော်ချွတ်နေတာအားနဲ့တော့ကျွန်တော်ငါးတွေအများကြီးကြံသေးတယ်ဗျအခုလို့ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျွန်တော်ဗီဒီယိုလေးကို like and share လေးလုပ်ပေးကြပါအောင်ဗျ